2013 ခုနှစ်စက်တင်ဘာလ28ရက်ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်နှစ်သုတ်တန္တအနှစ်ချုပ်ဘာသာယမဟာသတိပဋ္ဌာနသုတ်တနည်းနည်းပိုင်းပို့ချခြင်းဒုက္ခသစ္စာရဲ့အကြောင်းမြတ်စွာဘုရားအချက်တဝင်းရှင်းပြနေတယ်ဥပါယတဆိုတာဘာလဲဆိုတော့ပြောမလို့ဥပါယတဆိုတဲ့စကားလုံးလေးကဥပအာယတလို့အဓိပ္ပာယ်ရတယ်ဥပဆိုတာပြင်းထန်တယ်ဥပနိဒေယမှာလည်းဥပဆိုတာပြင်းထန်တယ်အားကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တွေရတယ်ဥပါဒနာလည်းဒီဥပပဲပြင်းထန်တယ်ခိုင်မြဲတယ်ဆိုတဲ့အဓိပ္ပာယ်တွေဒီဥပရဲ့အဓိပ္ပာယ်လေးတွေအလို့တော့ဒီမှာလည်းအဲ့ဒီလိုအဓိပ္ပာယ်ရတယ်အာယတဆိုတာပင်ပန်းတာစိတ်ပင်ပန်းမှုပြင်းပြင်းထန်ထန်စိတ်ပင်ပန်းမှုလို့ဆိုတယ်တရားကိုကောက်တဲ့အခါကျတော့ဒေါသပဲကောက်တာပဲပြင်းထန်တဲ့စိတ်ပင်ပန်းမှုဒေါသဆိုတာစိတ်ဆိုးတာတခုတည်းတည်းမဟုတ်ဘူးစိတ်ဆိုးလို့ရန်လိုတာတခုတည်းတည်းမဟုတ်ဘူးကြောက်တာလဲဒေါသပဲစိတ်ပင်ပန်းတာလဲဒေါသပဲလို့ဒီလိုဆိုလို့နော်အလိုမကြတာလဲဒေါသပဲဒေါသကိုအင်္ဂလိပ်လိုပြန်တော့ hatred လို့တခုတည်းပဲပြန်ကြတယ် hatred မုန်တိခြင်းဆိုတဲ့အဓိပ္ပာယ်ဒေါသမှာရှုထောင့်မျိုးစုံရှိတဲ့ထင်မယ်မုန်တိတာလည်းပါတယ်ကြောက်တာလည်းပါတယ်ပင်ပန်းတာလည်းပါတယ်အလိုမကျတာလည်းပါတယ်အဲ့ဒါတွေအလုံးဟာခြုံငုံပြီးဒေါသဆိုတဲ့စကားလုံးကိုသုံးတာဒေါသဆိုတာစိတ်ကိုဖျက်ဆီးခြင်းလို့အဓိပ္ပာယ်ရတယ်ငြိမ်းချမ်းနေတဲ့အနေအထားတစ်ခုကိုပျက်စီးအောင်လုပ်လိုက်တယ်ဒေါသဟာဖျက်ဆီးခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာအလုံးခြုံငုံသွားတယ်ဒီစကားလုံးကတချို့ကြတော့ပြစ်မှားတယ်ဆိုတဲ့အဓိပ္ပာယ်လဲယူတယ်သို့တော့ဒုတ္တိပဒုတ္တိတိဒေါသောဆိုတာပြစ်မှားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဖျက်ဆီးတယ်ဆိုတဲ့အဓိပ္ပာယ်ကပိုခြုံငုံမိတယ်ပေါ့နော်ဘာတွေကိုဖျက်ဆီးတာတုံးဆိုစိတ်ကိုလည်းဖျက်ဆီးတယ်ရုပ်ကိုလည်းဖျက်ဆီးတယ်မိမိကိုယ်ရင်ဖျက်ဆီးတာမဟုတ်ဘူးသူများကိုလည်းဖျက်ဆီးတယ်ဒေါသဒီအဓိပ္ပာယ်ကိုသူကပို့ပြီးတော့ခြုံမိငုံမိဖြစ်တယ်ပေါ့ကာမိတာကိုကတမောစဘိခွေဥပါယသောဘိခွေယံတို့ဥပါယသောအပြင်းထန်စိတ်ပင်ပန်းမှုဆိုတာကတမောစဘယ်ဟာလဲဥပါယတဆိုတာဘယ်ဟာလဲယောခောဘိက္ခွေအညတရေညတရေနဗျတနေနသမဏကတတထက်ကဆိုတဲ့အတိုင်းပဲအဲ့ဒီမှာသွားရင်ဟန်လွယ်စာပေမှာအညတရဆိုတာကိုရရနဲ့ရေးတဲ့အညတရအခုပါတဲ့အညတရဖတ်ပုံဖတ်နည်းလေးနည်းနည်းတော့ခွဲဖတ်ခုကအညတရတလည်းပြအောင်ဖတ်မယ်ရာကောက်လည်းပြအောင်ဖတ်ဟိုကကြတော့တတဝက်တံပဲပါမယ်အညတရနော်ရရနဲ့ရေးတဲ့အညတရဆိုတာအဓိပ္ပာယ်တစ်ခုဒီအညတရအဓိပ္ပာယ်တစ်ခုဒီအညတရကလူဆိုရင်တယောက်တော့ someone လို့ပြောလို့တာအညတရဒေဝတာကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျ certain deity လို့ဒီလိုလည်းပြန်တယ်နော် someone ပစ္စည်းဝတ္ထုဆိုရင် something တခုခုတူတယောက်
အညတရဒါကတပ္ပနံပုတ်လို့ခေါ်တယ်အလုံးကိုရည်ညွှန်းနိုင်တယ်ပေါ့တပ္ပနံဆိုတာကွန်မွန်နောင်းကိုပြောတယ်အလုံးနဲ့သက်ဆိုင်တယ်ဟိုရရည်နဲ့တောင်းမှုရရည်နဲ့အညတရဆိုတာကြတော့ဖယ်ထား၍လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါမပါပဲဒါကိုဖယ်ထား၍အဓိပ္ပာယ်ချင်းမတူဘူးဟွာက conjunction နိညတရဘုဇာတပတာဘုဇာတပတာဘုဇင်အကျင့်ကအညတရလွဲ၍ဘုဇင်အကျင့်မှလွဲ၍သို့မဟုတ်ဘုဇင်အကျင့်မပါပဲတရားဝါတို့ရဲ့ချမ်းသာမှုဆိုတာရှာမတွေ့နိုင်ဘူးအဲ့ဒီနေရာမှာညတရအဲ့ဒါကနိဗ္ဗပုတ်လို့ခေါ်တယ်ဒါက common noun ဟိုကနိဗ္ဗတ particle ဒါလေးကိုခွဲခွဲခြားခြားမှတ်တာပေါ့ဟောဒီနာရရည်နဲ့ရေးတယ်ဒီနာကြတော့ရရည်မဟုတ်ဘူးလို့စကလုံးလေးတွေကမှတ်သွားလို့ရှိရင်ကိုယ်မှာဘူကေဘူလာလေးတိုးသွားတာပဲနောက်တွေ့ရင်သိသွားမသိရင်ဘာမှမသိဘူးသင်မှသိတာပဲဒါသင်တယ်ဆိုတာတတ်ချင်တဲ့စိတ်ကလေးရှိလို့ရှိရင်တတ်ပါတယ်တကယ်ကတော့တတ်ချင်တဲ့စိတ်ဟာအဓိကသိချင်တဲ့မှတ်ချင်တဲ့စိတ်ကလေးကအဓိကမှတ်လိုက်တာနဲ့ကိုယ်မှာအသိဉာဏ်တစ်ခုတိုးသွားအဲ့ဒီအသိဉာဏ်ပျောက်သွားလားဆိုတော့မေ့ချင်မေ့နေပဲပျောက်သွားတာမဟုတ်ဘူးအရေးချင်းဆိုတာပျောက်သွားတာမရှိဘူးဟုတ်ပြီဒီမှာဘိက္ခဝေယံတို့အညတရေညတရေနဖြတ်တနေနပစ္စည်းမှုတစ်မျိုးမျိုးနဲ့တမနာဂတတပြည့်စုံတယ်ဆိုတာတွေ့ကြုံနေတာပဲအဲ့တော့သူအနဲ့အတိုင်းပေးမယ်ဆိုရင်တမနာဂတတပြည့်စုံတော့လို့ပေးရမှာအဲ့တော့ပြည့်စုံတယ်ဆိုရင်ဗမာစကားကသူကဟိုကောင်းတာနဲ့ပဲသုံးလေးရှိကြတာနော်ပြည့်စုံတယ်မပြည့်စုံဘူးဆိုတာအဲ့တော့အဓိပ္ပာယ်တွေမလွဲမအောင်လို့အညတရိညေနဗျသနေနအညတရိညတရေနဗျသနေနပစ္စည်းမှုတစ်မျိုးမျိုးတဲ့ဆွေမျိုးပျက်စီးတာပဲဖြစ်စေစီစဉ်ဥစ္စာပျက်စီးတာပဲဖြစ်စေယောဂဖြစ်လာလို့ပျက်စီးတာပဲဖြစ်စေကိုချင်းတရားပျက်စီးတာပဲဖြစ်စေအယူဝါဒပျက်စီးတာပဲဖြစ်စေပြဿနာတရား၅မျိုးတည်းကပျက်စီးမှုတွေတည်းကတစ်ခုခုနဲ့ကြုံတွေ့လာပြီဆိုရင်သဝနာယတကြုံတွေ့လာတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးမှာဖြစ်တတ်တယ်လို့ဆိုလို့တယ်လူတိုင်းမှာဖြစ်မှာမဟုတ်ပျက်စီးမှုနဲ့ကြုံတွေ့လာတယ်မှာဖြစ်တယ်အစဉ်ပြေးနေတဲ့လူကတော့ပြုံးနေမှာပဲလေအစဉ်ပြေးနာကိုပျော်နေမှာပေါ့သူ့မှာဥပါယတာဖြစ်မှာမဟုတ်ဘူးနောက်တစ်ခုကအညတရေညတရေနဒုက္ခဓမ္မေနတမျိုးမျိုးသောဆင်းရဲဒုက္ခနဲ့ဒုက္ခဓမ္မဆင်းရဲတဲ့သဘာဝလူကိုနှိပ်စက်တတ်တဲ့သဘောတစ်ခုခုနဲ့ပေါ့လို့ဆိုလို့အဲ့တော့အဓိပ္ပာယ်ကတော့ဆင်းရဲတာကိုပြောတာဒါမှမဟုတ်တမျိုးမျိုးသောဆင်းရဲဒုက္ခနဲ့ဆင်းရဲဒုက္ခဖြင့်ဖုဋ္ဌတတွေ့ကြုံနှိပ်စက်ခံရသူဤတွေ့ကြုံနေတွေ့ကြုံနေသူဤပေါ့ဖုဋ္ဌတတွေ့ကြုံနေသောသူဤဗျသနာတစ်ခုခုနဲ့တွေ့ကြုံလိမ့်မယ်ဗျသနာဆိုတာအပြင်ကလာတာဒါစိတ်ဆင်းရဲမှုနဲ့ပတ်သက်တယ်ပေါ့ဗျသနာဆိုတာဟိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောတာဒုက္ခဓမ္မေနဖုဋ္ဌတကြတော့သူကစိတ်ပိုင်းနဲ့မကဘူးရုပ်ပိုင်းနဲ့လည်းပတ်သက်တယ်လို့ဒီလိုဆိုရမှာအညတရေညတရေန
ဒုက္ခဓမ္မေနဆင်းရဲဒုက္ခတစ်မျိုးမျိုးနဲ့ဖုဒ္ဓတ္တထိတွေ့ဖုဒ္ဓဆိုတာထိရောက်တာထိလာတာဒုက္ခကြုံလာခုနကြုံတွေ့တယ်ဆိုရင်ဖုဒ္ဓတ္တနှိမ့်ဆက်ခံရတဲ့ပုဂ္ဂိုလ်မှာပေါ့နော်တွေ့ကြုံနှိမ့်ဆက်ခံရတဲ့ပုဂ္ဂိုလ်ဤအာရသောစိတ်ပင်ပန်းမှုသည်ဥပါယသောအလွန်အကဲစိတ်ပင်ပန်းမှုသည်ဒေသအလိုက်ပြောမယ်ဆိုလို့ရှိရင်ရန်ကုန်ကလူတွေကပြောရင်တော့အယံကိုစိတ်ပင်ပန်းတယ်လို့ပြောမှာပဲเนาะဥပါယတာအလွန်အကျိုးအညာသားတွေပြောလို့ရှိရင်ခွပင်ပန်းတယ်လို့ပြောတယ်တချို့ရက်တွေကအာဓမပင်ပန်းတယ်လို့လည်းပြောတယ်အဲ့ဒေသဝဟာရတွေပေါ့နော်မော်လမြိုင်ကလူတွေပြောမယ်ဆိုပင်ပန်းမှပင်ပန်းပေါ့ကောင်းမှကောင်းစွာလို့သူဒေသအလိုက်အလွန်ပင်ပန်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်ဥပါယသောအလွန်ကဲပင်ပန်းစိတ်ပင်ပန်းမှုသည်အာယာတိတတံစိတ်ပင်ပန်းတဲ့အခြေအနေသည်ဥပါယတိတံအလွန်ကိုစိတ်ပင်ပန်းတဲ့အခြေအနေသည်အဋ္ဌိရှိအခြေအနေဟုဆိုတော့နော်ရောခြင်းဒေါသသည်စိတ်ပင်ပန်းတဲ့ဒေါသသည်အဋ္ဌိရှိဘိက္ခွေယံတို့အယံဤဒေါသကိုဥပါယသောဥပါယတာဟုယောစတိစွာ၏လို့စိတ်ပင်ပန်းမှုကိုဥပါယတာလို့ခေါ်တယ်နားလည်အောင်ရှင်းပြတာပါသူကဥပါယအာယသောဥပါယသောအာယတိတတံဥပါယိတဥပါယာတိတတံဆိုတာ synonymous term လို့ခေါ်တယ်အဓိပ္ပာယ်တူစကားလုံးလေးတွေနဲ့ဖွင့်ပြောသွားတာအဓိပ္ပာယ်လူစကားလုံးလေးနဲ့ဖွင့်ပြောတချို့ကအာယသောလို့ပြောရင်နားလဲတယ်တရားနာတဲ့ပုဂ္ဂိုလ်တွေကအမျိုးမျိုးရှိတော့တချို့ကြတော့အာယသောနဲ့နားမလဲဘူးဥပါယသောလို့ပြောမှပိုနားလဲတချို့ကြအာယာတိတတံလို့ပြောရင်နားလဲတယ်တချို့ကြတော့ဥပါယတိတတံလို့ပြောမှပိုနားလဲအဲ့တော့စကားလုံးလေးတွေကိုထပ်သုံးသွားတာဟာပို့ပြီးတော့ရှင်းအောင်လို့သုံးပေးတယ်စကားအဓိပ္ပာယ်ပဲပေါ့မသိတဲ့လူကတော့ဘာပြောမသိတော့ဘူးနော်အာယသောဆိုလဲနားမလဲဘာသာတဲ့ကမတိုင်တော့လေဥပါယသောဆိုလဲနားမလဲအာယာတိတတံဘာပြောဒီထက်တစ်လုံးမှမသိဘူးဆိုတော့ဟိုသိတဲ့စကားလုံးသိထားတဲ့ပုဂ္ဂိုလ်ကြတော့ဒီဟာပို့ပြီးတော့ရှင်းလာတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာကောင်းပြီနောက်တစ်ခုကတမောစဘိက္ခွေအပိယဟိတံပြောကိုဒုက္ခောဘိက္ခွေယံတို့အပိယဟိမချစ်မနစ်တဲ့အကုန်သောအရာတို့နှင့်တရဝသင်္ခါရတို့နှင့်မချစ်မနစ်တဲ့သောတရဝသင်္ခါရတို့နှင့်တံပြောကိုဆုံစည်းရခြင်းသည်ဒုက္ခဒုက္ခဟုသည်ကတမောစပဲနီအပိယဟိတံပြောကဒုက္ခအပိယဟိတံပြောကဒုက္ခဆိုတာဘာလဲအဲ့ဒီမှာသူအပိုင်း၃ပိုင်းနဲ့ရှင်းပြထားတာအပိုင်း၂ပိုင်းနဲ့ရှင်းပြထားတာကိုကြည့်ဣဒယတတေဟွန်တိဣဒယတတေဟွန်တိအဲ့ဒီမှာနော်ဣဒယတတေဟွန်တိအနိဋ္ဌာအနိဋ္ဌာလို့မဖတ်ရဘူးအနိဋ္ဌာလို့ပဲဖတ်ရဘာလို့ဆိုနအိဋ္ဌာအနိဋ္ဌာအနိဋ္ဌာမဟုတ်ဘူးအနိဋ္ဌဆိုတဲ့အဓိပ္ပာယ်ကျနိဋ္ဌဆိုတာပြီးတာအနိဋ္ဌဆိုမပြီးဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သွားရောနိုင်ဒါမို့အနိဋ္ဌဒီအနဲ့နာလေးကပြန်ပွားလိုက်တာအကိုအနလှုပ်ထားတယ်နောက်ကသရရှိသည့်အတွက်ကြောင့်ဘီထက်ထည့်ထားတဲ့သဘောပဲအအိဋ္ဌာလို့ပြောလို့ရှိရင်မကောင်းလို့ဘောင်းဝဲတစ်ခုချင်းဖြစ်နေဟိုကလည်းသရနောက်ကလည်းသရတန်ဆိုတော့ဘောင်းဝဲတုဘောင်းဝဲနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့သရတန်ကြီးထပ်နေလို့ဘီလေးထည့်ပေးလိုက်တာပိုးပြီးပြင်းအနိဋ္ဌာဒါ grammatical point ပေါ့အနိဋ္ဌာနအိဋ္ဌာအကန္တာအမနာပါ
ရူပတ္တကဏရတဖုဒ္ဓဘာဓမ္မအဲ့ဒီထီအောင်တစ်ပိုက်တစ်ချောင်းပိုက်ယေဝပနတ္တတေဟွန်တိအနတ္ထကာမဒီမှာလည်းပဲအနတ္ထကာမမဟုတ်ဘူးအနတ္ထကာမနအတ္ထကာမလို့ပုတ်ခွဲရမယ်နာကအနာဖြစ်သွားတာအာဟိတကာမအဖာတုကကာမကြည့်နောက်က consonant ဆိုတဲ့ဒီဖြီးရှိတဲ့အခါကျတော့အကိုအအတိုင်းပဲထားနာကိုအလို့ပဲလုပ်တယ်နော်နာကိုအလို့ပဲလုပ်တယ်ပြောင်းလိုက်တယ်တရရှိတဲ့အခါကျတော့အနလုပ်လိုက်တယ်အကိုမဖြောက်ဖဲနဲ့နားထည့်လိုက်တယ်လို့ဒီလိုပဲမှတ်လို့လွယ်တယ်ပေါ့နော်နာလေးကအပြောင်းပလိုက်တယ်တရရှိရင်တော့နာအရှိမှာအဖြစ်သွားတယ်ပေါ့ဒီဒိဗေမျိုးဆိုလို့အဖာတုကကာမအာယောဂခေမကာမယာတေဟိတတေသင်္ကတိအဲကာမရဲ့နောက်မှာတစ်ချောင်းပိုက်အဲ့တော့ဒီမှာနှစ်ခုပြထားတယ်ဣဒယတတေဟွန်တိအနိဋ္ဌာကနေဓမ္မာထိအောင်ဒီပထမပိုက်ကအာယုန်နေနဲ့ပတ်သက်ပြီးပြောတာသက်မဲ့တွေနဲ့ပတ်သက်ပြောတာယေဝပနတ္တတေဟွန်တိနတ္ထကာမဆိုတာတွေနဲ့ကြတော့တရဝါနဲ့ပြောတာသက်ရှိတတ္တဝါဒါမှမဟုတ်တတ္တဝါသင်္ခါရတို့နဲ့ဆိုတာဒါတတ္တဝါကိုပြောတာခုနကသင်္ခါရကိုပြောတယ်တတ္တဝါသင်္ခါရနှစ်ခုအဲ့ဒီတတ္တဝါသင်္ခါရနှစ်ခုနဲ့ပေါင်းစုံတာယာတေဟိတတေသင်္ကတိတမာဂမောသမောရဏံမိတ်တိဘာဝောတစ်ချောင်းပိုက်အယံဩစတိဘိခွေအပိဟိဟိသံပြောဒုက္ခဘယ်စာပိုက်ကဘာကိုရည်ညွှန်းတယ်ဆိုတာလေးကိုအရင်ရှင်းလိုက်နော်အဲ့တော့ကြည့်ဘိခွေယံတို့ယတတေဟွန်တိအနိဋ္ဌအကန္တာယေဝပနတ္တတေဟွန်တိယာတေဟိတတေယတနော်တေဟိတတေဘိကဝေယံတို့ဣဒဤလောက၌ယတအကျင့်ပုဂ္ဂိုလ်အဖို့အနိဋ္ဌာအလိုမရှိအကုန်သောအကန္တာမနှစ်သက်အကုန်သောလိုချင်စရာမကောင်းဘူးသူ့ဖို့မှာသူမလိုချင်တဲ့ဟာအကန္တာမနှစ်သက်အပ်သောမနှစ်သက်အကုန်သောအမနာပါစိတ်အားမတက်စေတတ်ကုန်သောမနာပါဆိုတော့မျက်နှိုးတယ်လို့လည်းပေးလို့ရတယ်အမနာပါမမျက်နှိုးအကုန်သောသူရဲ့အဓိပ္ပာယ်ကမနာဆိုတာစိတ်အပဆိုတာတိုးပွားတာစိတ်အားတိုးပွားလာကောင်းတာလေးတွေ့ရင်လူကစိတ်အားတွေတက်လာတာပေါ့နော်အဲတော့အမနာပါစိတ်အားမတက်စေနိုင်ကုန်သောဝါမမျက်နှိုးအကုန်သောရူပအဆင့်အာယုန်တို့သည်တတ္တာအတန်တို့သည်ခန္ဓာအနတ်တို့သည်ရတအယတာတို့သည်ဖုဒ္ဓဘာအထိအတွေ့တို့သည်ဓမ္မစိတ်ဖြင့်သိရတဲ့အခြားအာယုန်တို့သည်ဟွန်တိရှိလာကုန်၏တေဆိုတာအဲ့ဒါတွေဒါတွေရှိလာနိုင်တယ်အဲ့တော့အဓိပ္ပာယ်လေးပေါ်ယုံလေးကိုရှင်းပြတာလောကမှာရှိတဲ့လူတွေမှာတဲ့ကိုမလေးကိုမကြိုက်တဲ့အတန်ကိုမကြိုက်တဲ့အစင်ကိုမကြိုက်တဲ့အတန်ကိုမကြိုက်တဲ့အနတ်ကိုမကြိုက်တဲ့အရသာကိုမကြိုက်တဲ့အထီးတွေ့ကိုမကြိုက်တဲ့အတွေ့အာယုန်နော်အဲ့ဒါတွေရှိလာနိုင်တယ်တဲ့ဟုတ်တာပေါ့နေစဉ်နဲ့အမျှ
မကြိုက်တာလည်းမြင်မှာပဲမကြိုက်တာလည်းကြားမှာပဲကိုမကြိုက်တဲ့အာယုန်တွေနဲ့ဆုံတွေ့တယ်ဒါသင်္ခါရဝါပနဒါအပြင်အတ္တထိုပုဂ္ဂိုလ်မှာရေတေနော်လောကမှာရှိတဲ့တချို့ပုဂ္ဂိုလ်တွေဟာအနတ္ထကာမအကျိုးမဲ့ဖြစ်မှုကိုလိုလားကြတယ်လိုလားကြသည်အကျိုးမဲ့ဖြစ်မှုကိုလိုလားကြတဲ့အဟိတကာမအကျိုးစီးပွားမဖြစ်မှုကိုလိုလားကြတဲ့ပုဂ္ဂိုလ်တယောက်ကိုမကြီးပွားစေချင်တာကောင်းကျိုးချမ်းသာမရစေချင်တာအဟိတကာမကျိုးစီးပွားမဖြစ်မှုကိုလိုလားကြတယ်ဒီနေရာမှာအဓိပ္ပာယ်ကိုနှစ်ခုဆက်လို့ရတယ်အခုကအကျိုးစီးပွားမရှိမှုကိုလိုလားတယ်ဆိုတာအနတ္တကာမလည်းထို့တူပဲအကျိုးကိုမလိုလားကြတဲ့ဒီလိုပေးလို့လည်းရတယ်နော် negative ကိုကာမနဲ့သွားတွဲတာပေါ့အဲ့ဒီနည်းနဲ့ပေးလို့ရှိရင်အနတ္တကာမအကျိုးရှိတာကိုမလိုလားကြတဲ့အဟိတကာမစီးပွားဖြစ်တာကိုစီးပွားဆိုတာအခြေအနေကောင်းတာနော်အခြေအနေကောင်းတာကိုမလိုလားကြတဲ့မဆိုတဲ့ negative ကိုကာမနဲ့တွဲတာဒါရှင်းနဲ့လည်းတွဲလို့ရတယ်နောက်နဲ့လည်းတွဲလို့ရတယ်ပို့ပြီးတော့အဓိပ္ပာယ်ရှင်းတယ်ပေါ့နော်အကျိုးစီးပွားဖြစ်မှုကိုမလိုလားကြတဲ့အဖာတုကကာမချမ်းသာမှုကိုမလိုလားကြတဲ့အာယောဂခေမကာမရှင်တွဲမှုတွေဖြင့်အန္တရာယ်ကင်းမှုကိုမလိုလားကြတဲ့ယောဂခေမဆိုတဲ့စကားလုံးကတော့အဆင့်မြင့်တယ်သူကယောဂရဲ့ဂုဏ်ရာစာယောဂ၄ပါးရဲ့ဂုဏ်ရာရတ္တမေရတ္တဖို့ကောက်တယ်ဒီမှာတော့တာမန်ပဲပြောလိုက်အာယောဂခေမကာမတရားဓုမရစေချင်တာလည်းပါမဟုတ်နော်အဆင့်မြင့်မြင့်ယူလို့ရှင်တွဲတာကာမယောဂဘဝယောဂဒိဋ္ဌိယောဂအဝိဇ္ဇာယောဂအဲ့ဒီရှင်တွဲမှုတွေငြိမ်းသွားတာကိုမလိုလားတာပေါ့နော်လောဘကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တဲ့ဒီအဝိဇ္ဇာနဲ့ရှင်တွဲမှုအဝိဇ္ဇာဆိုတာငြိမ်းသွားတာမကြိုက်တာဒိဋ္ဌိငြိမ်းသွားတာမကြိုက်တာပေါ့သူတစ်ပါးတိုးတက်သွားတာမကြိုက်တာလို့ဒီလိုပြောလို့ရတယ်အာယောဂခေမကာမရှင်တွဲမှုရဲ့ငြိမ်းချမ်းမှုကိုရှင်တွဲမှုတို့ရဲ့ငြိမ်းအေးမှုကိုမလိုလားကြတဲ့ရေတေခြင်းပုဂ္ဂိုလ်တို့သည်ဟွန်တိရှိကြကုန်၏လောကမှာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ဆိုလိုတယ်နော်ကိုယ်နဲ့မတည့်တဲ့လူတွေပေါ့လေမတည့်တဲ့လူတွေဆိုတာဓာတ်တွေပဲခုနကိုမကြိုက်တာဒါကကိုနဲ့မတည့်တာပုဂ္ဂိုလ်ဒါကိုရည်ရပြီးတော့တတဝသင်္ခါရဒီအစဉ်တိုင်းပြောမယ်ဆိုတတဝသင်္ခါရနဲ့တတဝပုဂ္ဂိုလ်တတဝအဲ့ဒါတွေကလောကမှာရှိတယ်ကိုမကြိုက်တဲ့အာယုန်တွေရှိတယ်ကိုနဲ့မတည့်တဲ့ကိုကိုအကျိုးမပြုတဲ့ကိုကိုဟိုအကျိုးမဲ့ဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီလိုရှိတယ်အဲ့ဒီကိုမကြိုက်တဲ့အာယုန်ကိုမကောင်းကျိုးဖန်တီးနေတဲ့တရားတွေနဲ့ဆုံတွေ့ရမှုဟာအပိဓမ္မယောကောလို့ဒီလိုဆိုလိုတယ်နော်ဒါမို့အောက်ကယာတေဟိတတ္တိတံဂတိတေဟိကရေတေရဲ့ပြန်တွဲလာတဲ့ဟာနော်တေဟိထိုသင်္ခါရတရားတို့နဲ့သင်္ခါရနဲ့တရားသင်္ခါရတရားတို့နဲ့တတ္တိနဲ့ကွာယာသင်္ကတိယောတမဂမောယံတမဒါနံယောမိတ်တိပါဟောလို့ဒီလိုယာကိုလိုက်ပြီးတော့ပေးတာအဲ့တော့
ပေါင်းပြီးတော့ပြောလိုက်မယ်သင်္ကတိစုံစည်းမှုတမာကမောတွေ့ဆုံမှုဗမာစကားလည်းများတယ်နည်းနည်းသာလွှဲပြောနေရတာပါနော်ဖြုတ်ဆပြင်းအောင်ဆိုဘာတော့တိုလီမိုလီအဲ့လိုပဲတခုနဲ့တခုကလည်းနားမလဲနိုင်ဘူးပေါ့နော်ဒါတူတူပဲလို့တစ်ခါတည်းပြောလိုက်ရင်လည်းရတယ်သင်္ကတိတမာကမောသမောဒါနာပေါင်းစုံမှုတွေကြီးပဲအကုန်လုံးနော်အဲ့တော့ကျုံတယ်လို့ပေးတာအနေပဲပြန်တာကျုံတယ်လို့ပြန်နေတာပဲဒါဟို literally ရှောက်ပြန်လို့ရှိရင်ဟိုခက်နေမှာဆိုလို့ literally တွေနေတရားတွေကြတော့ literally ပြန်တာ literally ပြန်တဲ့အခါကျတော့လိုက်မှတ်ရတာအကုန်အသစ်တွေကြီးဖြစ်နေမှာဆိုနော်လွယ်လွယ်ပေးထားတာလွယ်လွယ်လေးပြန်တာပေါ့သင်္ကတိတမာကမောသမောဒါနဒါတွေကအလုံးစုံစည်းမှုကြုံတွေ့မှုမိတ္တိဘာဝယောနောနေထိုင်ရမှုဆိုရတဲ့ယာအကျင့်အခြေအနေသည်အတ္တိရှိဘိက္ခွေယံတို့အယံဤကဲ့သို့ယောနောနေရခြင်းကိုအပိယဟိတံပြောကောဘာလို့ဒီမှာကြတော့ဒုက္ခလို့ထည့်လိုက်တာလည်းမသိဘူးနော်ဒီဟာလေးကပုံများသွားသလားမသိဘူးရှေ့နားမှာကတဝါစဘိက္ခွေဇာတိပိဒုက္ခလို့မပါဘူးမဟုတ်လားဒါလေးကဟိုတတိထားလိုက်အပိယဟိတံပြောကောက်လည်းတင်ပြောဖို့ကောင်းတယ်ဒုက္ခကြီးကထဲဖို့မကောင်းဘူးနော်ဒုက္ခပိုးလာတာလည်းဖြစ်မယ်နည်းနည်းတော့လက်သက်ခွင်းထားမှတူဒါစားဆိုတာပိုရင်လည်းပိုသွားတတ်တယ်လေရေးတဲ့လူကလည်းမှားသေးတာဟုတ်အပိယဟိတံပြောကောလို့ဒီနောက်ဟာတွေကြဒုက္ခတွေပါလာရှေ့ကဒုက္ခတွေတခုမှမပါဘူးအပိယဟိတံပြောကောလောက်ပဲရှင်းပြတာဒုက္ခကိုရှင်းပြတာမဟုတ်ဘူးခွာနော်ဘိက္ခွေယံတို့အပိယဟိအယံဤဒီကိုအပိယဟိတံပြောကောမချစ်မနစ်တဲ့သောသင်္ခါရတရဝါတို့နှင့်စုံစည်းမှုဟူ၍ဩစတိစွာ၏စုံစည်းမှုဒုက္ခလေးကိုမသိမသာဒါလေးမျက်စိမိတ်ထားလိုက်စုံစည်းမှုလေးပဲရှင်းပြတာလေတော့အဲ့ဒီလိုစုံလို့စိတ်ညစ်တဲ့လူလည်းရှိမှာပေါ့ဖះတောင်မှပဲစဉ်းစားကြည့်ဖះကဒေဝရအပေါ်မှာတော့အမြဲတမ်းမေတ္တာတော့မပြတ်ဘူးပေါ့ဒါပေမဲ့ဒေဝရနဲ့ကြုံတွေ့နေရရင်လည်းဖះလည်းဟိုအကုသိုလ်စိတ်နှောက်ယှက်တော့မဟုတ်ဘူးစိတ်နှောက်ယှက်တော့ဖြစ်မှာပဲနော်အကုသိုလ်နဲ့နှောက်ယှက်တဲ့ဟာတော့မဟုတ်ဘူးဟိုထုံလောကလန့်သမားနဲ့တွေ့ရင်တော့စိတ်နှောက်ယှက်ဖြစ်မှာပဲသိကြရှင်အနန္ဒာတို့လိုအကျိုးပြုတဲ့ပုဂ္ဂိုလ်နဲ့နေရတာနဲ့မတူဘူးပေါ့တပါးတည်းနေခြင်းနဲ့စိတ်ဖြစ်လာတယ်ဆိုတာစိတ်အနှောက်အယှက်ဖြစ်တဲ့သဘောပဲပေါ့နော်ဒါဆိုဗျာတပါးတည်းဟိုကောသမီယဟန်နေပြောလို့ဆိုလို့မကောင်းဘူးဘုရားကနေအေးမငင်းညာနဲ့မခုံညာနဲ့ရမဖြစ်ကြနဲ့ညီညွတ်ညွတ်နေကြဆိုဘာလျှောက်တော့ဆိုရှင်ဘုရားတဲ့အရှင်ဘုရားအေးနေပါတဲ့တပည့်တော်တို့ကြည့်လို့ပါမယ်အဲဒီကောသမီယဟန်နေကအဲ့ဒါမျိုးကြာတော့မြတ်စွာဘုရားသူတို့နဲ့စိတ်ပြက်သွားတယ်ညင်းငွေ့သွားလို့တောထဲထွက်သွားတယ်ဒီပြဿနာဖြစ်ခဲ့ဘူးတာပဲနော်ညင်းငွေ့တယ်လို့ပဲသုံးတာပဲအဲ့ဒီမှာတရားနှလုံးသွင်းခွင့်မရဘူးသူတို့ကိစ္စပဲပြောနေရတယ်ဆိုညင်းငွေ့စရာကြီးပဲပေါ့နော်ပြောမကောင်းဆိုမကောင်းနေကြတော့ဟေးဆိုပြီးတော့သွားလိုက်တဲ့သဘောပဲဟိုလိုကြီးစိတ်ဓာတ်ကြတာတော့မဟုတ်ဘူးနော်တရားလုပ်ရမယ့်အချိန်တွေရော့သွားတယ်ငါတရားလေးနဲ့ငါနေမြတ်စွာဘုရားလည်းနိဗ္ဗာန်ကိုအာရုံပြုနေတဲ့အချိန်မှာငြိမ်းအေးတာပဲတခြားအာရုံတွေအာရုံပြုရင်စိတ်နှောက်စရာတွေရှိတာပဲမရှိဘူးမဟုတ်ဘူးစိတ်နှောက်စရာဆိုတာဘာလို့ဆိုပဋိသင်္လနာရဲ့အဓိပ္ပာယ်ကအဲ့ဒီအဓိပ္ပာယ်ပဲစိတ်နှောက်စရာအာရုံတွေကနေပြီးတော့ရှောင်ပြီးတော့နိဗ္ဗာန်အာရုံလေးတစ်ခုတည်းနဲ့ကမ္မထာအာရုံလေးတစ်ခုတည်းနဲ့နေတာအမတန်မှချမ်းသာဒီလိုဆိုတာပေါ့နော်ပုရုဇဉ်တွေလို့တော့စိတ်ပြတ်တာတို့စိတ်ဆိုးတာတို့ဒါမျိုးတော့မဖြစ်ဘူးပေါ့နော်ဘာဖြစ်တော့ဆိုကိလေသာတွေတဲတော်တော်ဆိုးတာပဲဒီကိလေသာတွေဟာတတ္တဝါတွေကိုဒီလိုပဲလွှမ်းမိုးနေတာပဲလို့
လူတော့အပြစ်တင်မိမှာမဟုတ်ဘူးတရားတွေကိုတော့အပြစ်တင်မိတာပဲသေချာတယ်တရားကိုပဲအပြစ်တင်တယ်လူကိုအပြစ်မတင်ဘူးလူမမုံဘူးဖရာတရားကိုပဲအပြစ်တင်ဒါလောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့ထုံးစံပဲလို့မြင်တယ်လူတွေကစိတ်တူပြီးတော့စိတ်ဆင်းရဲတာသူကလူပဲမြင်တာဟုတ်တရားမှမမြင်တာဟုတ်တယ်မလားပြောတယ်ဒီကောင်မဟုတ်တာလို့တယ်ဒီကောင်လူပဲတော့တွေ့တာဩဒါလောဘရဲ့သဘောပဲဒါဒေါသကြောင့်ဖြစ်နေတာပဲဆိုတဲ့သဘာဝတရားကိုမြင်လိုက်မယ်ဆိုလို့ရှိရင်နော်ပြစ်တင်စရာမရှိတော့သဘာဝတရားကိုကြည့်လိုက်အဲ့ဒါအပိယဟိတံပြောကောမြတ်စွာဘုရားမှာလည်းဒီဒုက္ခရှိနိုင်တာပဲယဟန္တာတွေလည်းဒီဒုက္ခရှိနိုင်ပြောမကောင်းဆိုမကောင်းတာတွေပေါ်လာရင်အပိယဟိတံပြောကောဒုက္ခစိတ်ရှုပ်ထွေးမှုတွေဖြစ်တယ်အေးစေးစေးတပါးတည်းနေခြင်းမီဆိုတာမျိုးဖြစ်လာကာမဂုဏ်အာယုန်တွေနဲ့စိတ်ရှုပ်ထွေးရင်နိဗ္ဗာန်ဆိုတာနဲ့နေခြင်းလားဟောဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မြတ်စွာဘုရားတခါတခါကြတော့ဟိုတခါတလေဝါရင်း3လတကားပိတ်ပြီးနေတာရှိတယ်နမိကိနစီဥပသင်္ကမိတဘောတဲ့ငါစီကိုဘယ်သူမှမလာရဘူးဆိုပြီးပိတ်တာအညတရပိဏပါဒနိဟာရကေနဆုံးဖို့တဲ့ကိုတော်တော်လွယ်ငါစီဘယ်သူမှမလာရဘူးလို့ဆိုခါတလေဝါရင်း3လတခါတလေကျတော့တစ်ပတ်နှစ်ပတ်ဒီလိုနေတာလေးတွေစာပေထဲမှာရှိတယ်မှတ်တမ်းအဲ့လိုနေတာလေးတွေရှိတယ်မြတ်စွာဘုရားတော့တရားလေးနဲ့အေးစစ်စစ်နေတဲ့သဘောပေါ့နော်မလေးရှားရောက်တော့ကမဟာယာနကျောင်းတစ်ကျောင်းကိုသွားတယ်ပီနန်မှာ Triple Gym ဆိုတဲ့အကျောင်းအဲကျောင်းတော့အဲကျောင်းကမဟာယာနဘုန်းကြီးကြီးမဟာယာနဘုန်းကြီးကြီးရှိတယ်ကျောင်းအလဲကောင်မှာသူနေတဲ့အခန်းရှိတယ်အဲ့အခန်းထဲမှာသူတကားပိတ်နေတယ်ဆုံးပိုးတဲ့အချိန်လေးပဲသူပရင်းပေါက်ကလေးကနေဆုံးအုပ်ကလေးတင်ပေးရတယ်ဘယ်သူထဲမှာတွေ့မခံအဲ့အခန်းထဲမှာပဲပိတ်နေတာအဲ့ဒါတွေ့ခဲ့ဘူးတဲ့ကအဲ့တရားအထုတ်တာဒီမှာပေါ့နော်သူနီးနဲ့သူတရားအထုတ်တာ Triple Gym ဆိုတာရှိတယ်ချလန်ဘာမာဆိုတဲ့ဗမာလမ်းမှာပီနန်ကဗမာလမ်းမှာအဲ့လမ်းနားမှာနေတယ်အဲ့ဒါလို့တပါးတဲ့နေရတာစိတ်အာယုန်တွေရှုပ်ထွေးမှုတွေကင်းတယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားလည်းအဲ့လိုတပါးတဲ့ကိုနေတတ်တယ်ပေါ့ကဲနောက်တစ်ခုကတမောစာဘိက္ခွေပိယေဟိဝိပယောကောဒုက္ခောဘိက္ခွေယံတို့ပိယေချက်သောသင်္ခါရတရဝါတို့နှင့်ဝိပယောကောခွဲခွာရမှုဆိုသည်မှာကတမောစဘေနီဒုက္ခလေးကိုတားထားလိုက်တော့သိနေပြီပဲနော်ဒီမှာလဲနှစ်ခုပဲခုနတည်းဣဒယတ္တတေဟွန်တိဒီနေရာမှာယတ္တကိုခုနတော့ကလဲယေအတ္တလို့ပုတ်ဖြတ်ပြီးတော့ယေတေဒီလိုပေးတာကောင်းတယ်ယေအတ္တနော်ခုနလဲအဲ့လိုပဲမှတ်ထားယတ္တကိုယေအတ္တလို့ပုတ်ဖြတ်လိုက်အတ္တတို့ပုဂ္ဂိုလ်တူမှာအိဋ္ဌာလူချင်းစရာကောင်းကုန်သောကန္တာနှစ်သက်စရာကောင်းကုန်သောမနာပါစိတ်အားတက်စေနိုင်ကုန်သောယေတေရူပါနော်အကျဉ်အစင်းအာယုန်တို့သည်ယေတေတတ္တာရူပအစင်းအာယုန်တတ္တာအတန်အာယုန်ပလူရယ်နဲ့သုံးတာအတန်နေအစင်းနေအစင်းအာယုန်နေအတန်နေအနံ့နေအရသာတွေဖုတ္တဘာအတွေ့အထိတွေဓမ္မနော်စိတ်ထဲမှာပေါ်လာတဲ့စိတ်နဲ့သာသိနိုင်တဲ့အာယုန်တွေဆိုတာတွေရှိကြတယ်တဲ့ဓမ္မတွေနောက်ဆုံးထားတပိုက်ဝါပနာဒါအပြင်အတ္တထုပုဂ္ဂိုလ်မှာအထကမ
အကျိုးကိုလိုလားကြတဲ့ဟိတကာမအစည်းပွားကိုလိုလားကြတဲ့ကာမဆိုတာလိုလားတယ်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာဖာတုကကာမချမ်းသာမှုကိုလိုလားကြတဲ့ယောဂခေမကာမရှင်တွဲမှုဖြင့်ရှင်တွဲမှုကြောင့်ဘေးကင်းမှုကိုလိုလားကြတဲ့ကဲအဲ့ဒါလိုပဲပေးလိုက်တာနော်ဘေးကင်းမှုကိုလိုလားကြတဲ့မာတာဝါမိခင်လို့ဆိုရတဲ့မာတာဆိုတာဒီဟာတဦးတည်းပဲဒါတော့မာတာဧကုံးနဲ့ပေးတာမာတာဝါအမေပဲဖြစ်စေပေါ့ပိတာဝါအဖေပဲအဖပဲဖြစ်စေဘာတာဝါညီကိုပဲဖြစ်စေပဂိနီဝါအမနှစ်ပါးပဲဖြစ်စေမိတ္တာဝါဒါကြတော့ဘလူးတယ်မိတ်ဆွေတွေပဲဖြစ်စေအမစ္ဆာဝါအပေါင်းအသင်းတွေပဲဖြစ်စေဒီနေရာအမစ္ဆာကိုအမတ်လို့တော့မပေးနဲ့နော်အမစ္ဆာဆိုတာကုဘောလောင်ပဲသွားဘောလောင်ပဲသွားဘောလာပဲအတူတူကဖြစ်ပေါ်ဖြစ်ဖက်တွေကိုအမစ္ဆာလို့ခေါ်တယ်ဟိုအမတ်ဆိုတာအဓိပ္ပာယ်တစ်ခုနော်ညာတိတာလောဟိတဝါဆွေမျိုးသားချင်းတို့ပဲဖြစ်စေညာတိဆိုတာအမေဘက်ကတော်တာတာလောဟိတဆိုတာအဖေဘက်ကတော်တာလို့လေဒီလိုခွဲတယ်ထင်တယ်ဆွေမျိုးနဲ့သားချင်းတာလောဟိတသွေးသားတော်ဆက်တာကိုဆိုလိုတယ်ပေါ့ညာတိကတို့အမျိုးလို့သိရတဲ့ပုဂ္ဂိုလ်ညာတိတာလောဟိတဆွေမျိုးသားချင်းတို့ပဲဖြစ်စေရေတေအကျင့်ပုဂ္ဂိုလ်တွေဒီဟွန်းတိရှိကြကုန်၏အာယုန်ရဲ့ပုဂ္ဂိုလ်တွေရဲ့တရားတွေနှစ်ခုပြီးတော့မှယာတေဟိတတ္တေတေဟိထိုသင်္ခါရတရားတို့နဲ့တတ္တေတူတယ်ကွအသင်္ကတိမဆုံစည်းရခြင်းလို့ဆိုတဲ့အတ္တမဂမောမတွေ့ဆုံရခြင်းလို့ဆိုတဲ့အတ္တမောဒါနမပေါင်းဆုံရခြင်းလို့ဆိုတဲ့အမိတ္တိဘာဝရောနောနေထိုင်မှုမရှိရခြင်းလို့ဆိုတဲ့ယာအကျင့်အခြေအနေသည်အတ္ထိရှိ၏ဘိက္ခွေယံတို့အယံဤမဆုံစည်းရမှုကိုပဲပိယဟိဝေပြောကောပိယဟိဝေပြောကဟူယောစတိစွာ၏ဒီလိုဆိုလိုတာပေါ့နော်ကဲနောက်တစ်ခုကကတမင်းစဘိက္ခွေယံပိဿံနလဝတိတံပိဒုက္ခံယမိဿံလို့ရှိရင်ပိုကောင်းတယ်လို့ဒီလိုယူဆကြတယ်ပေါ့ယံပိဿံနလဝတိတံပိဆိုတဲ့တံပိဒုက္ခံဒီမှာလဲဒုက္ခပါနေတယ်နော်အဲ့ဒီမှာလိုချင်တာမရဘူးဆိုတာကတမင်းစဘယ်လိုဟာမျိုးနီဒီမှာလိုချင်လို့မရနိုင်တဲ့အရာဆိုတာဘယ်တော့မှမရတာကိုပြောတာအခုမရသေးပဲနောင်ရမယ့်ဟာအတွက်ပြောတာမဟုတ်ဘူးနော်အဲ့ဒါလိုချင်တယ်မရသေးဘူးခုမရတာအဲ့ဒီဟာကိုဒုက္ခလို့ဒီနေရာပြောတာမဟုတ်ဘူးနောင်အခြေအနေကောင်းလာရင်ရမှာပဲဒါကြတော့ဘယ်တော့မှမရနိုင်တဲ့ဟာကိုပြောတာဘိက္ခဝေယံတို့ဇာတိဓမ္မနာဝေဖွာခြင်းသဘောရှိတဲ့ဘဝမှာဖြစ်တတ်တဲ့သဘောရှိတဲ့ဝေဖွာခြင်းသဘောရှိတဲ့တတ္တနံတတ္တဝါတို့ဤတတ္တဝါတို့မှာဧဝံအိစ္ဆာဤသို့သောအလိုဆန္ဒသည်ဆန္ဒဆိုမဲ့တဏှာကိုပြောတာအိစ္ဆာဤလိုချင်မှုသည်ဥပ္ပစ္စတိဖြစ်တတ်၏ဖြစ်လာတယ်ဒီလိုချင်မှုကဖြစ်လာတယ်
အဟောဝတ္တမယံနာဇာတိဓမ္မာအတ္တမမယံငါတို့သည်ဇာတိဓမ္မာအိုခြင်းသဘောရှိသောအိုခြင်းသဘောရှိသောဖြစ်ခြင်းသဘောရှိတဲ့သူတို့သည်နအတ္တမမဖြစ်ပါကုန်မူကားအဟောဝတ္တအော်ကောင်းမှာပဲဆိုလိုတာအိုခြင်းဖြစ်ခြင်းသဘောရှိတဲ့ငါတို့ဟာဖြစ်ခြင်းသဘောမရှိဘူးဆိုရင်သိကောင်းမှာပဲမွေးဖွားခြင်းသဘောရှိတဲ့ငါတို့ဟာမွေးဖွားမှုသဘောမရှိတော့ဘူးဆိုရင်ပိုကောင်းမှာပဲဒီလိုတွေးတဲ့အတွေ့မျိုးပြောတာနောငါတို့တို့ဇာတိမွေးဖွားမှုဆိုတဲ့ဖြစ်မှုဆိုတဲ့တရားသည်နအဂိစေယမရောက်လာပါမူကားအဟောဝတ္တဩကောင်းလေစွာဇာတိတို့စီရောက်မလာရင်ကောင်းပါပဲဒါလို့ဆိုလို့တယ်ဣတိဧဝံဤအထက်ကိုပြန်ပြီးတော့ဣတိဤတို့အိဆာဧဝံအိဆာဒီလိုအလိုဆန္ဒဒီလိုလိုချင်မှုသည်ဥပ္ပစ္စတိဖြစ်တတ်၏နာခောပဏိတံအိဆာယပတ္တဗံခောပနစင်စစ်မှာဧတံဤအခြေအနေတစ်ခုကိုအိဆာယလိုချင်ခြင်းဖြင့်နပတ္တဗံမရောက်နိုင်မရနိုင်အဲ့ဒီလိုချင်မှုအဲ့ဒီအခြေအနေကိုလိုချင်ုံနဲ့မရဘူးလိုချင်နေုံလိုချင်မှုနဲ့မရနိုင်ဘူးလို့ဆိုလို့ဘလို့မရနိုင်ဘူးလေသူတော်တွေဟာမွေးမှာပဲသိပြီးအဲ့မမွေးဘူးဆိုတဲ့အခြေအနေတစ်ခုဟာဘလို့လုံးမမရနိုင်ဘူးဆိုနိဗ္ဗာန်မရမချင်းမရတာကိုပြောတာနော်မရနိုင်ဘူးနိဗ္ဗာန်ရသွားရင်တော့လည်းလွတ်သွားပြီပေါ့ဇာတိကုံသွားပြီပေါ့အဲ့ဒါကိုဆိုလိုတယ်ဣတံပိဤအရာကိုလည်းဣတံပိယံပိဿာနာလည်းပဲဒီတံပိဒုက္ခနော်ဒါကြတော့အဓိပ္ပာယ်ဟိုတင်ပေါ့ဣတံပိဤအချက်ဟာလည်းပဲယံပိဿာနာလည်းပဲဒီတံပိဒုက္ခလိုချင်ခြင်းဖြင့်မရနိုင်တဲ့အရာမို့ဆင်းရဲဒုက္ခတစ်မျိုးပဲနော်လိုချင်လို့မရနိုင်တဲ့ဆင်းရဲဒုက္ခတစ်မျိုးပဲယံပိဿာနာလဝတိတံပိဒုက္ခနော်လိုချင်လို့မရနိုင်တဲ့ဆင်းရဲဒုက္ခတစ်မျိုးပဲဇာတိနေရာမှာစရာသွင်းမယ်ဗျာဒိသွင်းမယ်ဒါလေးတွေပဲဟိုကိစ္စပြီးမှတ်လိုက်လို့ရှိရင်အဓိပ္ပာယ်ခက်ခဲစရာမရှိတော့စရာဓမ္မနာဘိက္ခဝေတတ္တနာဧဝံအိဆာဥပ္ပစ္စတိဘိက္ခဝေယံတို့စရာဓမ္မနာအိုခြင်းသဘောရှိတဲ့တတ္တနာတတဝါတို့မှာအဲ့ဒီကနေတတ္တနာတတဝါတို့မှာကသူ့ရဲ့ဒီအတွေးကိုအရင်ပြောလိုက်မယ်အဟောဝတ္တမယံငါတို့သည်စရာဓမ္မအိုခြင်းသဘောရှိကုန်သည်နအတ္တမမဖြစ်ပါကုန်မူကားအဟောဝတ္တအောကောင်းလေစွာနောငါတို့တို့စရာအိုခြင်းတရားသည်နောနအဂေစေယရောက်မလာပါမူကားအဟောဝတ္တအောကောင်းလေစွာဣတိဧဝံဤသို့သောအိဆာလိုချင်မှုသည်ဥပ္ပစ္စတိဖြစ်၏ခောပနစင်စေဣတံဤအချက်ကိုဤအခြေအနေကိုအိဆာယလိုချင်ယုံဖြင့်လိုချင်မှုဖြင့်နပတ္တဗံမရနိုင်ဣတံပိဤမရနိုင်ခြင်းဟာလည်းပဲယံပိဿာနာလည်းပဲဒီတံပိဒုက္ခလိုချင်လည်းမရနိုင်တဲ့ဒုက္ခမျိုးပဲဟောဒါဟာလည်းပဲလိုချင်ရတဲ့လိုချင်ပေမဲ့မရနိုင်တဲ့ဒုက္ခတစ်မျိုးပဲလို့တို့ဆိုတာစရဓမ္မနာနေရာမှာဗျာဒိဓမ္မနာသွင်းလိုက်လွယ်ပါတယ်နော် repetition တွေအများကြီးဘိက္ခဝေယံတို့ဗျာဒိဓမ္မနာဓမ္မဆိုတာသဘောတဘာဝ
နာခြင်းသဘောရှိတဲ့တခါတလေသဘောဆိုတာဒီနေရာသဘာဝကိုပြောတာဗမာစကားမှာအဲ့သဘောနဲ့သဘာဝကလည်းပဲရှုပ်ထွေးနေတတ်တယ်အေးမင်းသဘောပဲဆိုတယ်မင်းသဘောနဲ့အဲ့ဒီသဘောနဲ့မတူဘူးနော်မင်းသဘောဆိုတာမင်းကြိုက်တာလုပ်လို့ပြောတဲ့အဓိပ္ပာယ်ဒီဟာကသဘာဝကိုပြောတာဒီသဘောကသဘာဝကိုပြောတာသဘာဝကိုပြန်တယ်တခါတလေစကားတွေကအဓိပ္ပာယ်ကရှုပ်ထွေးသွားတတ်တယ်ပေါ့နော်အိုခြင်းသဘာဝရှိတဲ့တ attva တွေအိုခြင်းသဘောရှိတယ်ဆိုတာအိုခြင်းသဘာဝရှိတဲ့ဗျာတိဓမ္မနံနာခြင်းသဘာဝရှိတဲ့တတ္တနံတ attva တို့ဤတ attva တို့မှာမယံငါတို့သည်ဟောဝတ္တမယံငါတို့သည်ဗျာတိဓမ္မအိုခြင်းသဘောရှိကုန်သည်နာခြင်းသဘောရှိကုန်သည်နအတ္တမမဖြစ်ပါကုန်မူကားဟောဝတ္တဩကောင်းမှာပဲနသဝတ္တနောဗျာတိအာကိစေယနောငါတို့ထံသို့ဗျာတိနာခြင်းတရားသည်နအာကိစေယမရောက်လာပါမူကားအဟောဝတ္တဩကောင်းလေစွာဣတိအိဆာဤသို့သောလိုချင်မှုသည်ဥပ္ပစ္စတိဖြစ်တတ်၏ခောပနစင်စဉ်ဣတံဤအခြေအနေကိုအိဆာယလိုချင်ခြင်းဖြင့်နဗ္ဗတပံရနိုင်တာမဟုတ်တဲ့ဣဒံပိဤမရနိုင်ခြင်းသည်ယံပိဿာနလဘတိတံပိဒုက္ခံနော်လိုချင်လျက်မရတဲ့ဒုက္ခမျိုးပေတည်းဒီဒုက္ခလို့ဆိုလို့တယ်ကဲနောက်တစ်ခုကမရဏဓမ္မနံဘိက္ခဝေတတ္တနာဧဝံအိဆာဥပ္ပစ္စတိဘိက္ခဝေယံတို့မရဏဓမ္မနံသိခြင်းတဘာဝရှိတဲ့တတ္တနံတတ္တဝါတို့မှာမယံငါတို့သည်မရဏဓမ္မံသိခြင်းသဘောရှိကုန်သည်နအတ္တမမဖြစ်ပါကုန်မူကားဟောဝတ္တဩကောင်းလေစွာမရဏသိခြင်းသည်နောငါတို့သို့နအာကိစေယမရောက်လာပါမူကားဟောဝတ္တဩကောင်းလေစွာဣတိဝံဤသို့အိဆာလိုချင်မှုသည်ဥပ္ပစ္စတိဖြစ်၏နာခောပဏိတံအိဆာယပတ္တပံတချောင်းပဲနော်အဲ့ဒါလေးတွေခောပနာစင်စေခောပဏိတံခောပနာဧတံခောပနာစင်စေတကယ်မဲ့တော့လို့ဆိုလို့တယ်နော်ဧတံဤအခြေအနေကိုဘာလဲသိခြင်းသဘောရှိရင်သိခြင်းသဘောမရှိခြင်းမူသိခြင်းတရားဟာငါတို့စီရောက်မလာစေခြင်းမူအဲ့ဒီသိခြင်းတရားရောက်မလာတဲ့အခြေအနေတို့ဆိုလို့တယ်အိဆာယလိုချင်မှုဖြင့်နပတပံရနိုင်တာမဟုတ်ဣထံပိဤမရနိုင်ခြင်းသည်လီယံပိဿာနလဝတိတံပိဒုက္ခံလိုချင်တာမရနိုင်တဲ့ဒုက္ခမျိုးပေတည်းဟောဒီလိုဆိုလို့ဗမာလိုရှင်းရှင်းပြရင်တော့အလွန်ရှင်းပါတယ်နော်အကုန်လုံးပါဠိနောက်လိုက်မနေပဲနဲ့မြန်မာလိုရှင်းရှင်းလေးပြန်သွားရင်နားလဲနောက်အကျန်တဲ့ဒုက္ခတွေအကုန်ပြောမလို့သောကပရိဒေဝဒုက္ခဒေါမနတုပါယသာနံဓမ္မနာဘိက္ခဝေယံတို့သောကပရိဒေဝဒုက္ခဒေါမနတုပါယသဓမ္မနာဆိုရင်ချင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းတဘာဝရှိကြတယ်တတ္တနံတတ္တဝါတို့မှာမယံငါတို့သည်သောကပရိဒေဝဒုက္ခဒေါမနတုပါယသဓမ္မာဆိုရင်ချင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းတဘာဝရှိကုန်သည်နအတ္တမမဖြစ်ပါကုန်မူကားငါတို့ဟာအဲ့ဒီတဘာဝတွေမရှိဘူးဆိုရင်နော်အဟောဝတ္တဩကောင်းမှာပဲဒါတွေမကောင်းဘူးသောကပရိဒေဝဒုက္ခဒေါမနတုပါယသဓမ္မာဆိုရင်ချင်းငိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းဆိုတဲ့သဘာဝတရားတွေဟာနောငါတို့ထံသို့နအာကိစေယမရောက်လာကုန်မူကားအဟောဝတ္တဩကောင်းမှာပဲဣတိဧဝံဤသို့အိဆာ
လိုချင်မှုသည်ဥပ္ပစ္စတိဖြစ်တတ်၏ခောပနာစင်စေဧတံဤအခြေအနေကိုအိဆာယလိုချင်ယုံဖြင့်နပတ္တဗံမရောက်နိုင်မရနိုင်ရနိုင်တာမဟုတ်ဣတံပိဤအချက်သည်လေယံပိဿာနလဝတိတံပိဒုက္ခလိုချင်တာမရတဲ့ဒုက္ခမျိုးပေတည်းဒါကိုဆိုလိုတယ်ကတမေသဘိက္ခွေတံခိတ္တေနပစ္စုပါဒနေခန္ဓာဒုက္ခဒါကိုကြည့်ဘိက္ခွေယံတို့တံခိတ္တေနအကျဉ်းအဖြစ်အလုံးခြုံငုံပြောလိုက်တာတံခိတ္တဆိုခြုံငုံပြောတာပစ္စုပါဒနေခန္ဓာဒုက္ခဥပါဒနေခန္ဓာ၅ပါးလို့ဥပါဒနေခန္ဓာ၅ပါးဒုက္ခဆိုတာဟာဥပါဒနေခန္ဓာ၅ပါးဆိုတာဒုက္ခလေးကိုဖြုတ်ထားပြီးအဲ့လိုပြောလို့ရကတမေသအဘယ်ဒီတို့နီဥပါဒနေခန္ဓာ၅ပါးဆိုတာဘာလဲတေယဋ္ဌိတံထို၅ပါးဟူသည့်ဘယ်နည်း၅ပါးဆိုတာဘာလဲတေယဋ္ဌိတံကိုတေယထာဣဒံလို့ပုတ်ပြရတယ်သို့တော့ဒီစကားလုံးကတလုံးနဲ့ပဲအမြဲတမ်းဒီပုံစံတိုင်းပဲနေပဲပြောင်းလို့မရဘူးတေယဋ္ဌိတံအဲ့ဒါဘာလဲဒီလိုပဲပေးတာနော်အဲ့ဒီခန္ဓာ၅ပါးဆိုတာဘာလဲဥပါဒณะခန္ဓာ၅ပါးဆိုတာဘယ်ဟာတွေလဲရူပပါဒณะခန္ဓာရူပပါဒณะခန္ဓာလားဝေဒနုပါဒณะခန္ဓာဒါသူတယုတ်လေးတိုင်းပဲသာမှတ်ပြီတော့နော်ရုပ်ဆိုတဲ့ဥပါဒณะခန္ဓာစိတ်ခံစားမှုဆိုတဲ့ဥပါဒณะခန္ဓာမှတ်သားမှုဆိုတဲ့ဥပါဒณะခန္ဓာစိတ်ရဲ့ဖန်တီးမှုဆိုတဲ့ဥပါဒณะစေတသိက်တွေဆိုတဲ့ဥပါဒณะခန္ဓာအသိစိတ်ဆိုတဲ့ဝိညာဉ်ဥပါဒณะခန္ဓာအသိစိတ်ဆိုတဲ့ဥပါဒณะခန္ဓာတို့ပဲဒီခန္ဓာ၅ပါးဘိက္ခွေယံတို့ဣမေဣတိတို့ကိုတန်ခိတ္တေနအကျဉ်းချုပ်အဖြစ်ပစ္စုပါဒณะခန္ဓာဒုက္ခပစ္စုပါဒณะခန္ဓာဒုက္ခတို့ဟူ၍ဟောစံတိစွာကုန်၏ဒါအတွက်ဏိကုံးနောက်တစ်ခါဒုက္ခအရိယသစ္စာဆိုတဲ့ဟာရဲ့ဏိကုံးကိုပြောမလို့ဣဒံဩစတိဘိက္ခွေဒုက္ခအရိယသစ္စာဘိက္ခွေယံတို့ဣဒံဤဆိုခဲ့သမျှကိုဒုက္ခလို့ဆိုရတဲ့အရိယသစ္စာအရိယတို့ရဲ့အမှန်တရားဟူ၍ဩစတိစွာ၏အရိယတွေရဲ့အမှန်တရားအရိယပုဂ္ဂိုလ်အဖြစ်ကိုရအရိယဖြစ်အောင်လှုပ်စေနိုင်တဲ့အမှန်တရားဒီအမှန်တရားကိုသိရင်လူဟာအရိယဖြစ်သွားအရိယဖြစ်စေနိုင်တဲ့အမှန်တရားသို့မဟုတ်မြင့်မြတ်တဲ့မြတ်ဖရာရဲ့အမှန်တရားဒုက္ခအရိယသစ္စာကိုရှင်းပြပြီးတော့နောက်တစ်ခါသမုဒယသစ္စာနေတိတာတဲ့သမုဒယသစ္စာကိုရှင်းပြကတမင်းစာဘိက္ခွေဒုက္ခသမုဒယံအရိယသစ္စာတပည့်ဆက်ကြမှာကတမင်းစာဘိက္ခွေဒုက္ခသမုဒယောလို့ရှိတယ်ထင်တယ်နော်ဒါလိန်ကိုလိုက်ပြီးတော့ရှိရမှာတော့ဒုက္ခသမုဒယောအရိယသစ္စာလို့ရှိတာကောင်းတယ်စာထဲမှာပြင်စရာတွေအများကြီးရှိပါတယ်grammar point နဲ့ကြည့်ပြီးတော့ပြင်စရာတွေအများကြီးရှိတယ်တခါတလေကြတော့လေအမှားကြတော့လေအမှန်တိုင်းပဲထားလိုက်ကြတော့သိပ်မပြင်းညင်ကြတော့တာပေါ့အဓိပ္ပာယ်တော့မပြတ်ပါဘူးသို့တော့စကလုံးနေမှာရှိရမှာကတမင်းစဘိက္ခွေအရိယသစ္စာကတမန်ကအရိယသစ္စာကိုသွားတာဒုက္ခသမုဒယောဆိုတာသူကပုံးလိမ်ဖြစ်နေပြီကတမင်းစဘိက္ခွေဒုက္ခသမုဒယောအရိယသစ္စာလို့ဒီလိုရှိတယ်ဒါညင်းစရာတော့မလိုပါဘူးညင်းမနေပါနဲ့ဘယ်လိုရှိခါတလေဒါလေးနဲ့ညင်းနေတတ်တယ်နော်အဲ့တော့အငင်းပွားမှုဆိုတာကိုရှောင်အောင်မကြိုက်ရင်မယူနဲ့မမှန်တာကိုသာထားလိုက်ဘေးခောက်ထားလိုက်လို့ခုခေတ်စကားပြောတာခောက်ထားလိုက်ရှုပ်နေဦးမှာမိုက်ပုံးနဲ့ထည့်လိုက်မိုက်ပုံးနဲ့ထည့်ဖြစ်လိုက်မမှန်တာဆိုရင်ထည့်မနေနဲ့ခေါင်းနဲ့နှုတ်ဆိုစီပင်မိုက်ပုံးကြီးဖြစ်နေကိုယ်ခေါင်းကိုစီပင်မိုက်ပုံးမဖြစ်စေရှေ့ကတော့ municipal မိုက်ပုံးလို့ခေါ်တာပဲကဲအဲ့တော့ဘိက္ခွေယံတို့ကတမင်းစ
ဒုက္ခသမုဒယဒုက္ခဖြစ်ကြောင်းလို့ဆိုတဲ့အရိယသစ္စာအရိယတို့ရဲ့သစ္စာသည်ကတမင်းစဘယ်ဟာနည်းဒုက္ခသမုဒယဆိုတဲ့အရိယသစ္စာဟာဘယ်ဟာလဲလို့ဆိုတပည့်စကြအတိုင်းမှာပဲယာယံတဏပောနုဘဝိကာနန္ဒီရာဂသဟယတတတ္တရတတ္တရာဘိနန္တိနိတေယထိတံကာမတဏဘဝတဏဝိဘဝတဏနော်ပောနုဘဝိကာပုဏ္ဏဘဝိကာပုဏ္ဏဘဝပောနုလို့ဆိုတော့ပုဏ္ဏလာတာမူရင်ကပုဏ္ဏဆိုတာတစ်ဖန်ဘဝဆိုတာဘဝဣကဆိုတာဖြစ်စေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီကလုံးကပုဏ္ဏဘဝဆိုရင်နောက်ဘဝသစ်ပောနုဘဝိကာဆိုတာဘဝသစ်ကိုဖြစ်စေတယ်နော်တဖန်ဘဝဆိုတာဘဝသစ်လို့ပဲယူဆလိုက်သစ်ဆိုတဲ့စကားဒီမှာတော့ပါတာမဟုတ်ဘူးနောက်ဘဝတဖန်ဘဝလို့သုံးရမှာပေါ့နော်နောက်ထပ်ဘဝအဲ့တော့ပောနုဘဝိကာနောက်ဘဝကိုဖြစ်စေတတ်တယ်နောက်ထပ်ဘဝကိုဖြစ်စေနိုင်တယ်အခုဘဝတစ်ခုရထားတယ်နောက်ထပ်ဘဝတစ်ခုရအောင်မယ်နောက်ထပ်ဘဝတစ်ခုရအောင်မယ်ဒီဘဝမကုန်ရင်တော့မရသေးပါဘူး double life လို့မရှိဘူးနော် double life တော့မရှိဘူးဘဝနှစ်ခုကိုတစ်ပြိုင်တည်းယူထားခြင်းလို့တော့မရဘူးယာရုတော့ယူလို့ရတယ်အဲ့ဒါဘဝတော့ယူလို့မရဘူးနော်ယာရုကယူတယ်လေရုံးမှာဆိုလို့ရှိရင်မန်နေဂျာအိမ်ကြတော့ထမင်းချက်ဒါယာရုနှစ်ခုယူထားတာပဲနော်အဲ့တော့ဒီနေရာမှာပုဏ္ဏဘဝိကာနောက်ဘဝတစ်ခုကိုဖြစ်စေတတ်တယ်ဒီစကားလုံးလေးကိုမြန်မာနိုင်ငံမှာအယူဝါဒဆန်းပြတဲ့အဖွဲ့တစ်ဖွဲ့ကတပည့်ဆက်ကြတဲ့မှာဒီစကားလုံးလေးပါနေတာကိုဘဝင်မကြဘူးဆိုပြီးတော့ဝေဖန်ထားတာဒီစာအုပ်တွေဖတ်ဖူးတယ်နော်ဖယားကိုဝေဖန်ထားတဲ့ဟာလေသူကနောက်ဘဝဆိုတာသူကမရှိဘူးလို့ပြောချင်တာဒါလေးပါနေတော့သူဆန္ဒနဲ့မကိုက်ဘူးဒါမို့ဖယားတော်မှာသူဆန္ဒနဲ့ကိုက်မှဆိုတာမျိုးဖြစ်နေနော်ဒီစကားလုံးကိုဖြုတ်ချင်တယ်ကျန်တာတွေတော့လက်ခံချင်တယ်ဒါလေးကိုဖြုတ်ချင်ခက်တယ်လူတွေကလည်းနောက်ကြရင်ဖယားတဲ့ကြီးလာတာခက်တာဖယားတော်သူထားတဲ့နေရာနေရမယ့်ပုံစံမျိုးဖြစ်လာအဲ့တော့စာပေတစ်ခုဟာကိုးကားမယ်ဆိုရင်အကုန်လုံးပဲကိုးကားဟိုပုတ်ကလေးပိုးနေတယ်ဒီပုတ်ကလေးပိုးနေတယ်လို့ပြောခွင့်မှမရှိတာနော်တကယ်ကမဟုတ်တာတွေပေါ့နော်ရှိတယ်ဗမာပြည်မှာကိုဒါတွေကလည်းပောနုဘဝိကာနောက်ထပ်ဘဝတစ်ခုကိုဖြစ်စေနိုင်သောနန္ဒီရာဂသဟဂတာနှစ်သက်တဲ့ရာဂလို့ဆိုရတဲ့နှစ်သက်မှုတွေတွေ့တာမှုတွေနဲ့တကွာဖြစ်တယ်ဒါသူ့ရဲ့အခြေအနေတွေကိုပြောတာလို့ပြောလို့ရတယ်အဲ့ဒီနန္ဒီရာဂဘူတာလို့လည်းဖွင့်တယ်သူကနန္ဒီရာဂဘူတာဆိုတာတဏှာဆိုတာနန္ဒီရာဂပဲသို့မဟုတ်တစ်ဖက်ကပြောမယ်ဆိုရင်သူ့ရဲ့အစိတ်ပိုင်းလေးတစ်ခုအနေနဲ့ပြောမယ်ဆိုနှစ်သက်မှုဆွဲလန်းမှုတွေနှစ်သက်မှုဆွဲလန်းမှုတွေရှိနေတဲ့တဏှာမှာနှစ်သက်မှုဆိုတဲ့အနေထားတစ်ခုရှိတယ်ဆွဲလန်းမှုဆိုတဲ့အနေထားတစ်ခုရှိတယ် aspect လို့ပြောတာ ਨੇ ဒီလိုအဓိပ္ပာယ်ယူလို့လည်းရနော်အဲ့လိုမဟုတ်ဘဲနဲ့နန္ဒီရာဂလို့ဆိုအရာကောက်ကတော့တစ်ခုတည်းပဲတဏှာလောဘကိုပဲပြောတာပဲနော်အဲ့တော့ကဲကြိုက်တယ်လို့ဒါပေးလို့ရတယ်သူအဓိပ္ပာယ်ပြန်တာမှားတယ်ငါအဓိပ္ပာယ်ပြန်တာမှားတယ်လို့တော့ပြောစရာမရှိပါဘူးနန္ဒီရာဂသဟဂတာကိုနန္ဒီရာဂေနတတ္ထိအထတောဧကတ္တမေဝကတာနန္ဒီရာဂနဲ့တပေါင်းကြီးဖြစ်တော်လို့ဒီလိုလဲပေးထားတယ်သူအဓိပ္ပာယ်ပြန်ထားတယ်ပေါ့ကဲပြောမယ်ဆိုလို့ရှိရင်နန္ဒီဆိုတာနှစ်သက်မှုတဏှာဆိုတဲ့အထက်မှာနှစ်သက်မှုဆိုတာလေးကသူ့ရဲ့အစိတ်ပိုင်းလေးတစ်ခုပဲနော်ဆွဲလန်းမှုဆိုတာသူ့ရဲ့အစိတ်ပိုင်းလေးတစ်ခုလိုချင်မှုဆိုတာအစိတ်ပိုင်းလေးတစ်ခုဟောအဲ့ဒီအစိတ်ပိုင်းလေးတွေနဲ့အဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်နန္ဒီရာဂသဟဂတာနှစ်သက်မှုဆွဲလန်းမှုနဲ့အတူတကွဖြစ်သောနှစ်သက်မှုဆွဲလန်းမှုတွေပါတော်လို့ဒီလိုအဓိပ္ပာယ်ပြန်လည်းရနိုင်တယ်ပေါ့နော်ပါတော်တတ္တရဘိနိထိုအာယုံထိုဘဝမှာလွန်စွာနှစ်သက်တတ်သောယာယံတနာအကျဉ်တနာသည်အတ္တိရှိ၏တေယထိတံ
အဲ့ဒီတဏှာဟာဘာတွေလဲဆိုရင်ကာမတဏှာလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်တဲ့တဏှာဘဝတဏှာအစင်ထာဝရဖြစ်နေမှုကိုလိုချင်တဲ့တဏှာဝိဘဝတဏှာအစင်ထာဝရမဖြစ်မှုကိုလိုချင်တဲ့တဏှာလို့ဟောကာမတဏှာဘဝတဏှာဝိဘဝတဏှာကောင်းပြီကဲဒီနားမှာပဲရလိုက်ရအောင်